ဒီလိုအလွန်မြင့်မြတ်တဲ့လောကရဲ့အထွတ်အထိပ်ဖြစ်တဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကိုစဉ်းစားဆင်ခြင်နေခြင်းသည်ပူလောင်နေတဲ့လောကကြီးထဲမှာငြိမ်းအေးအောင်နေနေတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်။အဲ့ဒါကိုယ်ွယ်နေတဲ့မြတ်စွာဘုရားရဲ့တကယ်ရှိတဲ့စစ်မှန်တဲ့ဂုဏ်တွေကျေးဇူးတွေကိုဘုန်းကြီးတို့ဟာနားလည်အောင်လုပ်ပြီးတော့အဲ့ဒါကိုစဉ်းစားရမယ်ဆင်ခြင်ရမယ်။မြတ်စွာဘုရားမှာဒီအည်အသွေးတွေရှိတယ်လို့စဉ်းစားခြင်းဟာကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့ကောင်းမွန်စေလိမ့်မယ်အည်အသွေးရှိစေလိမ့်မယ်။မြတ်စွာဘုရားရဲ့ဂုဏ်တော်ဘုရားရှင်ကိုယ်တော်တိုင်ဝန်ခံပြီးတော့ဟောထားတာဂုဏ်တော်9ပါးနော်ဒီလူတွေဒီလောက်မညံ့ဘူးသိမယ်နော်ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္ပန္နောသုဂတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒီဝမနုဿာနံဗုဒ္ဓောဘဂဝါဂုဏ်တော်9ပါးလေ့လာခြင်းရင်ခလုတ်ကလေးတစ်ချက်နှိပ်လိုက်ရုံနဲ့အရဟံဂုဏ်ဆိုတာဘာခေါ်တယ်သမ္မာသမ္ဗုဒ္ဓဂုဏ်ဆိုတာဘယ်လိုအဓိပ္ပာယ်ရှိတယ်အများကြီးလေ့လာလို့ရတယ်ဘုန်းကြီးကအဲ့ဒါတွေကိုအသေးစိတ်မပြောတော့ဘူးဒါပေမဲ့ဒီဂုဏ်တော်9ပါးတွေကအလွန်မှစဉ်းစားဆင်ခြင်လိုက်ရင်စိတ်ရဲ့ကြည်နူးမှုနှစ်သက်မှုအနှစ်သာရရှိမှုတွေကိုအများကြီးဖြစ်စေနိုင်တဲ့ဂုဏ်တော်လေး3ပါးအဲ့ဒါကိုဘုရားရှိခိုးလေးနဲ့တွဲပြီးတော့ဒါလေးကဒီလောက်ထိလေးနဲ့တာကိုဒီလောက်ထိတန်ဖိုးကြီးစေတာကိုလို့နားလည်စေခြင်းနဲ့အဲ့ဒါပါတော့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလူတိုင်းရပြီးသားနော်နမောရှိခိုးပါ၏မျက်နှိုးလွန်းလို့တန်ဖိုးရှိလွန်းလို့နော်ဥချတယ်မန်ကိုနှိမ့်ချပြီးတော့အယုသေးပေးတယ်ပူဇော်တယ်မျက်နှိုးတယ်ဘယ်သူကိုတော့တတဘဂဝတောထိုဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအဲ့ဒီမှာဘဂဝတောဆိုတဲ့စကားလေးရဲ့အဓိပ္ပာယ်ဘဂဝါဆိုတာဒီဘဝမှာအလွန်မှဖက်ဖက်ကလိုလေသေးမရှိပြည့်စုံနေတဲ့ပုဂ္ဂိုလ်ပြောတာရုပ်ဆင်းအင်္ဂါအဖြစ်လည်းပဲအတင့်တယ်ဆုံးဉာဏ်ရည်ဉာဏ်သွေးအဖြစ်လည်းပဲအထက်မြတ်ဆုံးစိတ်ဓာတ်အဖြစ်လည်းပဲအဖြူစင်ဆုံးဘယ်ဘက်ကပဲကြည့်ကြည့်ဘယ်သူမှလိုက်လို့မမီအောင်အထူးသဖြင့်ပြည့်စုံနေတာကိုဘဂဝါလို့ခေါ်တယ်ဘာလို့အဲ့ဒီပြည့်စုံတဲ့အကျိုးရလဒ်တွေကိုမြတ်စွာဘုရားရတော်မူတာတော့ဆိုရင်ဘဝပေါင်းများစွာကုသိုလ်ပါရမီလို့ဆိုတဲ့ကောင်းတဲ့အလုပ်တွေကိုပြည့်စုံအောင်လုပ်တော်မူခဲ့လို့ကောင်းမြတ်တဲ့အကြောင်းတရားတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ကောင်းမြတ်တဲ့အကျိုးတရားတွေဟာဘယ်ဘက်ကမှလိုလေသေးမရှိပြည့်စုံနေတာအဲ့ဒါကိုဘဂဝါလို့ခေါ်တာနားလည်ရမယ်နော်ဒါလေးကိုနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့တစ်ချိန်ဆိုလိုက်တိုင်းဘဂဝါတောဆိုတာဘာကိုပြောတာလို့နားလည်မှုနဲ့ဘုန်းကြီးတို့အဲ့လိုလေးအလုပ်လုပ်နေမယ်ဆိုရင်ဒီစိတ်ကိုအည်အသွေးရှိတဲ့ရှိအောင်ကောင်းတဲ့ကောင်းအောင်ကျမအထောက်ရရောက်တယ်နမောတတ္တဘဂဝါတောအရဟတောအရဟတောဆိုတာစိတ်ကိုပူလောင်စေတဲ့ပင်ပန်းစေတဲ့ယာကဒေါသမောဟအစရှိတဲ့ပူစေတဲ့လောင်စေတဲ့မီးတွေကိုအပြစ်သက်ငြိမ်းတော်မူနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့စိတ်နှလုံးမှာဘာလောင်ကျွမ်းမှုမှမရှိဘူးပဂရိအေးချမ်းတယ်အရဟံဆိုတာအဲ့ဒါကိုပြောတာလူကျင်မှုဖြင့်ပူလောင်တယ်ဆိုတာမရှိဘူးမကျေနပ်မှုဖြင့်ပူလောင်နေတယ်ဆိုတာမရှိဘူးအမှန်မသိမှုဖြင့်ပူလောင်နေတယ်ဆိုတာမရှိဘူးကိုယ်အဲ့လိုလေးစဉ်းစားလိုက်လို့ရှိရင်အဲ့ဒီစဉ်းစားနေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကဘယ်လိုဖြစ်နေတော့အဲ့ဒီကိုယ်စဉ်းစားနေတဲ့အခြေအနေတွေနဲ့ကိုက်ညီပြီးတော့အဲ့ဒီပုံမှာစိတ်ကတက်ရောက်နေတဲ့အတွက်ကြောင့်ကိုယ်တိုင်လည်းပဲအဲ့ဒီအချိန်မှာလောဘဒေါသမောဟအခိုက်အတန့်အဖြစ်ကင်းကွာနေတယ်ဒါလေးကိုလည်းမြင်ရနော်ကောင်းတာကိုစဉ်းစားနေရင်ကောင်းတဲ့စိတ်ဖြစ်တာပဲအလွန်မှမျက်နှိုးစရာကောင်းတဲ့အလွန်မှလေးစားစရာကောင်းတဲ့တကယ်ကိုနော်ကောင်းမွန်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုဘုန်းကြီးတို့တခါတလေစဉ်းစားမိတယ်ဆိုရင်စိတ်ထဲမှာဘလို့ဖြစ်တယ်ကြည်နူးရတယ်နှစ်သက်ရတယ်အားကြရတယ်ကိုယ်မှလည်းကောင်းတဲ့သဘောတွေဖြစ်နေတယ်အဲ့တော့မြတ်စွာဘုရားလောက်ကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားအကြောင်းကိုစဉ်းစားနေတာလောက်ကောင်းတဲ့စိတ်ဖြစ်တာလည်းမရှိဘူးလို့ရိုးရိုးလေးနားလည်ရမယ်နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓတ္တသမ္မာမှန်ကန်စွာတန်ကိုယ်တော်တိုင်ဗုဒ္ဓသိစရာတရားတွေကိုအကုန်သိတယ်ဒီလိုလုပ်လို့ရှိရင်ဆင်းရဲနိုင်တယ်ဒီလိုလုပ်ရင်တော့ချမ်းသာနိုင်တယ်
ဒီအလုပ်တွေကတော့ဘဝဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားစေနိုင်သည့်အထိအစွမ်းထက်တယ်အဲ့ဒါလို့ဆင်းရဲကြောင်းတရားကိုလည်းသိတယ်ချမ်းသာကြောင်းတရားကိုလည်းသိတယ်ဒုက္ခကလွတ်မြောက်ကြောင်းတရားကိုလည်းသိတယ်အကျဉ်းမြင့်မနှမျိုးတော့၃မျိုးသမ္မာသမ္ဗုဒ္ဓရဲ့အဓိပ္ပာယ်လေးကိုအဲ့လိုလေးနားလည်စီခြင်းတာနော်အဲ့တော့နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓကိုအဓိပ္ပာယ်နားလည်မှုနဲ့ဘုန်းကြီးတို့ချိန်ပါများစွာရွတ်ဆိုပြီးတော့ဆင်ခြင်နေမယ်ဆိုရင်ဒါဘာလို့နေတာတော့ကိုယ်စိတ်ကလေးကိုကောင်းတဲ့ကောင်းအောင်လုပ်နေတာစိတ်ကလေးကောင်းလာတာနဲ့အမျှဒီစိတ်ဟာချမ်းသာလာမယ်ငြိမ်းအေးလာမယ်လို့ဘုန်းကြီးပြောရင်နော်ရသော်ဘုရားကိုတော်လိုက်မယ်အင်္ဂုတ္တပါဠိတော်ထဲမှာပြောထားတာရှိတယ်ဒီလိုအလွန်မြင့်မြတ်တဲ့လောကရဲ့အထွတ်အထိပ်ဖြစ်တဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကိုစဉ်းစားဆင်ခြင်နေခြင်းသည်ပူလောင်နေတဲ့လောကကြီးထဲမှာငြိမ်းအေးအောင်နေနေတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်အကြောင်းအမျိုးမျိုးကြောင့်လှုပ်ခတ်နေကြတဲ့မတည်မငြိမ်ဖြစ်နေကြတဲ့လောကကြီးထဲမှာအလွန်တည်တည်ငြိမ်ငြိမ်နေနေတဲ့လူတစ်ယောက်ဖြစ်တယ်လို့လည်းဆိုရမယ်ဘယ်လောက်ကောင်းတော့နော်ဒီစိတ်ကူးကလေးဒီအတွေးလေးဒီအလွန်မြင့်မြတ်တဲ့ဆင်ញင်မှုလေးဖြစ်နေတဲ့အချိန်မှာဘုန်းကြီးတို့ရဲ့အနေအထားလေးကဘယ်လိုပြောတာလဲမြတ်စွာဘုရားမငြိမ်အေးတဲ့လောကကြီးမှာငြိမ်အေးအောင်နေနေတဲ့အခိုက်အတန့်နော်အမျိုးမျိုးသောအကြောင်းတွေကြောင့်မတည်မငြိမ်လှုပ်လှုပ်ရှားရှားကြောက်ပြက်ခတ်နေကြတဲ့လောကကြီးထဲမှာတည်တည်ငြိမ်ငြိမ်အိမ်ဒီရရနေနေတဲ့အခိုက်အတန့်မျက်နှိုးစရာမကောင်းဘူးလားကောင်းတယ်